ဝေဒနာအစပြုရနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမိချင်းကိုလုံးဝပျောက်ကင်းစေရလေမြန်မာပြည်သူပြည်သားတမ်းမများစွာတောက်တုံးနေကြတဲ့ဒီကိုချင်းစီအိုကိုကြည့်ရှာပေးနေတဲ့ပြည်သားအလုံးမင်္ဂလာပါ2026ခုနှစ်မှာဗုဒ္ဓမွန်းလွဲရာဟုမွေးတဲ့သူတွေမှာထူးခြားတဲ့ကံအောင်မြင်တဲ့ကံတွေပေါ်ပေါက်တဲ့မိမိပေါ်မှာကုညီတဲ့သူတွေဝိညာဉ်နဲ့ကာလတန်ကြာရပ်တန့်ထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်တယ်ဝေကြီးကံကောင်းမယ်စုပေါင်းလုပ်ငန်းကြိုးပေးမယ်အပြိုင်တိုက်ကံလုံးကိုကျော်လွှားပြီးဘဝတိုးတက်မယ်လွန်ခဲ့သော3နှစ်အတွင်းဆိုင်းငံ့ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်သူတစ်ပါးမတွေးတဲ့ရှုထောင့်ကနေတွေးခေါ်ပြီးလုပ်၍မြန်မာရဲ့ကံစစ်တစ်ခုကိုရောက်ရှိမယ်လို့သတ်မှတ်တယ်။ January လမှာတော့အတော်တန်နှောက်ယှက်များမယ်တိုက်ခံများမယ်။စိတ်ပမှန်လူပမှန်ဖြစ်မယ်ပြီးမှလိုရာပြည့်စုံမယ်။ February လကတော့အောင်မြင်ခြင်းထုံးပေါက်ခြင်းနဲ့တိုးတက်ခြင်းတွေရှိမိကောင်းဆွေကောင်းကြီးကဲကူညီရရှိမယ်။ March လမှာအနှောက်အယှက်တွေများတယ်မူလစီစဉ်တာအကုန်လုံးပြင်ရင်းတတ်တယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့တတ်တယ်စာရွက်စာတမ်းလက်မှတ်ထိုးခြင်းတောင်းယူခြင်းမလုပ်ရအောင်ဧပြီလမှာရပ်တန့်သွားတတ်တဲ့လှုပ်တဲ့လူတွေခက်ခဲသွားတတ်တဲ့ပြီးမှပြန်ဆင်ပြေမယ်အသစ်တွေလှုပ်ရဆင်ပြေတယ်လုံးလက်စာအဟောင်းတွေမှာနှောင့်နှေးမယ်ကျမ်းမာရေးချူကြမယ်မေလမှာထုံးတော့ပေါ့နဲ့အောင်မြင်မယ်ကိုလုံးသမျှထူးခြားတဲ့ကံနဲ့အောင်မြင်တဲ့ကံတွေရှိလာမယ်မမျော်နေမဲ့ငွေစုလိုက်ဝင်ခြင်းနဲ့ကြုံတယ်ဂျွန်လကတော့ထူးခြားစွာကောင်းခြင်းအောင်မြင်ခြင်းရှိလာမယ်ကိုဆောင်ရတဲ့ကိစ္စတွေရဲ့အကျိုးဆက်ကောင်းကိုရရှိမယ်အောင်မြင်မှုကိုရမယ်ဇူလိုင်လမှာငွေကြေးလက်လာပန်းနဲ့ဘဝတိုးတက်မှုကံမြင့်တယ်အရာရာကောင်းသောကံနဲ့တိုးတက်မှုကိုရရှိမယ်ဩဂတ်လကရံများမယ်လူယုံဒုက္ခပေးမယ်စိတ်ပင်ပန်းမယ်စက်တင်ဘာလမှာထူးခြားတဲ့အောင်မြင်တိုးတက်မှုနဲ့ဘဝတိုးတက်မှုတွေကိုရရှိတယ်။အောက်တိုဘာလမှာရန်နှောင့်ယှက်တဲ့အတိုက်ခံတွေနဲ့ထိတိုက်တွေ့မယ်။နိုဝင်ဘာလမှာလူယုံနဲ့ဒုက္ခပေးတဲ့ကျမ်းမာရေးနေငယ်ပြုဆက်ရမယ်။ခရီးကိစ္စစင်ပြင်မယ်။ရက်တတ်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်။ဒီဇင်ဘာလမှာတော့အလုံးစုံကောင်းသောကံနဲ့အကျိုးပေးတဲ့ကံကြမ္မာတွေရှိတယ်။ပျော်ရွှင်သူများစမ်းပွင့်မယ်။လုပ်ငန်းတွေမှာလည်းတိုးတက်မှုရှိန်ဝါနဲ့အောင်မြင်မှုတွေပေါ်ပေါက်မဲ့အနေထားရှိတယ်။တနင်္လာနေ့တောက်ချန်နေ့ငါနေ့ဝေးသူတွေကောင်းကျိုးပေးမယ်။ကြာသပတေးနေ့စနေနေ့ဝေးသူတွေဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုဝစ်ဆင်သုံးဆွဲပြီးတော့အလုံးကိစ္စတွေလုပ်ရင်ထူးထူးခြားခြားအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်ပါတယ်။အရေးကြီးတဲ့လုပ်တွေဂျာစီတွေလုပ်တဲ့အခါမှာကိုယ့်အတွက်တေဇရက်ဖြစ်တဲ့တောင်ရက်ကိုမျက်နှာမူပြီးတော့ရေမိုးသန့်စင်ပြီးကိုယ့်ရဲ့သီရိရက်ဖြစ်တဲ့နောက်ရက်ကိုမျက်နှာမူပြီးတော့အင်းကြီးဝတ်စားဝတ်ညာမကုန်ရင်ဝတ်ဆွတ်ပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ခြင်းကိုလုပ်ကံ၍အကျိုးထူးများခံစားရရှိပါမယ်ကျေးဇူးတင်ပါတယ်အေးမိဝေဒနာအစားပြုတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကချိန်တိုတွင်းပျောက်ကင်းစေတယ်မြန်မာပြည်သူပြည်သားတမ်းပေါင်းများစွာတောက်တုံးနေကြတဲ့ဒီကိုချင်း